င်္ဂလာပါအန်နီမီဆောင်ကနေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာကတော့ဒီမိုစလီယာအကြောင်းမပြောရတာကြီးကြာပြီဖြစ်တာကြောင့်မလို့ဒီမိုစလီယာနဲ့ပတ်သက်ပြီးကွန်ထပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်လူဆိုင်ရဲ့လက်အောက်မှာတန်မာဆုံးစွမ်းအားကြီးဆုံးနှဆိုး12ကောင်ရှိပါတယ်အဲ့ဒီထဲကမှာအပမောနီကကြောက်စရာကောင်းတော့တန်မာရဲ့အစင်တန်းတစ်ခုမှရှိကြတာပဲဖြစ်ပါတယ်သူတို့ဒီလိုဖြစ်လာရတာကလည်းနောက်ွယ်မှာဝမ်းနဲ့ဂျူပဲစရာဇလန်းတွေရှိခဲ့တာကြောင့်မလို့ပါဒီနေ့မှာကတော့အပမောနီရဲ့ဝမ်းနဲ့ဘွယ်ရာအသိစိတ်ကြောင်းတွေကိုပြပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင် channel လေးကို subscribe လုပ်ခဲ့ပေးပြီးတော့ဗီဒီယိုလေးနဲ့ကြည့်ပေးကြဖို့တောင်းဆိုလိုက်ပါတယ်ဗျ။ပြီးရင်ဆုံးအပမုံစစ်ဖြစ်တဲ့ဂိုင်းကြီးနဲ့ဂူတာရိုတို့နှစ်ယောက်အကြောင်းကနေစပြီးဖြောပြတင်ဆက်ပေးသွားမှာပါ။ဂူတာရိုကဆင်းရဲပြီးစုတ်ချတဲ့နေရာမှာမွေးဖွားခဲ့ပြီးတော့သူမွေးလာကလေးကပတ်ဝန်းကျင်ရဲ့ဖယ်တီညင်းကိုခံခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူရဲ့ဆက်စုပ်ဖွယ်ရာအသွင်မြင်ကြောင်းလဲသူ့မိကသူ့ကိုအချိန်ပေါင်းများစွာတပ်ဖို့ကြိုးစားခဲ့ပြီးသူ့ဘဝကမွေးလာကလေးကခက်ခဲနေခဲ့ပါတယ်။သူကရုပ်ဆိုးပြီးပေးလိနေတာကြောင့်မလို့လူတိုင်းကသူ့ကိုယုံစရာတော်ဝါလိုမျိုးဆက်ဆက်နေခဲ့ကြတာပါနောက်တော့ဦးမဲလို့ခေါ်တဲ့ချောင်းမလှပတဲ့ညမလေးကြောင့်မွေးဖွားလာခဲ့ပြီးအဲ့ဒါကပဲသူ့ဘဝရဲ့တစ်ခုတည်းသောဖြည့်သိမ်းစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းဘဝကခက်ခဲပြီးကိုသားကလည်းသူ့ရုံနဲ့လိုက်တဲ့ကျွေးတောင်းတဲ့အလုပ်ကိုသာလုပ်ကန်ခဲ့ရပါတယ်။သူ့ရဲ့ကျွမ်းကျင်မှုနဲ့ခောက်ချစ်တဲ့အမူအရာတွေကြောင့်သူ့ကိုကြောက်စရာတရှိမှုအဖြစ်လူတိုင်းကသတ်မှတ်ထားကြပါတယ်။သူ့ဘဝမှာပြောစရာဆိုလို့အရန်လှပတဲ့သူ့ညမလေးဖြစ်တဲ့ဦးမဲတယောက်ပဲရှိနေခဲ့တာပါ။သူမအရွယ်ရောက်တဲ့အခါမှာတော့သူ့ရဲ့လှပတဲ့အသွင်မြင်ကြောင့်ခကြည့်တဲ့အိမ်ကခေါ်သွားခဲ့ပြီးဒါပေမဲ့အဲ့ဒီမှာလာတဲ့ဧည့်သည်ဆာမူရိုင်းတယောက်ရဲ့မျက်လုံးကိုစထိုးနဲ့ထိုးမိလိုက်တာကြောင့်ပဲအဲ့ဒီဆာမူရိုင်းကသူ့ရဲ့အရှင်မှာပဲဦးမဲကိုအရှင်လက်လက်အမှိုက်လိုမျိုးမီးရှို့ပြီးထားပစ်ခဲ့လိုက်ပါတယ်။ဘူတာတို့အိမ်မရောက်တဲ့ခါမှာတော့သူချစ်ရတဲ့ညမလေးကအတန်းငင်နေတာကိုတွေ့ခဲ့ရပြီးသူ့ရဲ့ဒေါသတွေဝမ်းနည်းမှုတွေနဲ့တေကန်ဒီသူ့ညမရဲ့ခန္ဓာကိုယ်ကိုတင်ရင်းနဲ့ပဲအရင်အပမောစီဖြစ်တဲ့ဒိုမာနဲ့တွေ့ခဲ့ပြီးတော့ဒိုမာကသူတို့ကိုနှဆိုးဖြစ်နေထိုင်ဖို့ဒုတိယကြိမ်ခွင့်ပေးခဲ့ပါတော့တယ်။ဘာမှဆုံးရှုံးစရာမရှိတဲ့ဂူတာရိုနဲ့ဦးမဲတို့ကလည်းအဲ့ဒါကိုလက်ခံလိုက်ပြီးတော့တက်ဆရာကောင်းတဲ့ဓာဂီနဲ့ဂူတာရိုအဖြစ်ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။သူတို့ပေါ်မတရားခဲ့တဲ့ကဘာကြီးကိုနှဆိုးရီဖြစ်နေလက်စားချေဖို့ဆုံးဖြတ်လိုက်ကြတာပါ။နောက်တစ်ယောက်ကတော့အပမုံ5ဖြစ်တဲ့ကျောကိုရဲ့အကြောင်းပဲဖြစ်ပါတယ်။သူကမကောင်းဆိုးဝါမပြောင်းရင်ကဦးရင်တော်ကလူသားနာမည်ကတော့မာနာဂီလို့ခေါ်ပါတယ်။သူကတငါရွာလေးတစ်ခုမှာဝေးဝါလာခဲ့တာဖြစ်ပြီးဒီနေ့မှာတော့သူမိမနှစ်ယောက်လုံးကမွန်တိုင်းမိပြီးကြီးနဲ့တည်ဆုံသွားခဲ့ပါတယ်။မာနာဂီကသူတို့နှစ်ယောက်လုံးရဲ့အလောင်းကိုတွေ့ရှိတဲ့အချိန်မှာပဲတကယ်အမှုပညာရဲ့အလှတရားကိုရှာဖွေတွေ့ရှိခဲ့ပြီးအဲ့ဒါကိုဆွလန်းသွားခဲ့တာပါနောက်တော့သူကငါးဒီကောင်တွေကိုလိုက်လံစုဆောင်းခဲ့ပြီးငါးရီရဲ့အစိပ်ပိုင်းတွေကိုဖျက်လိုက်ဆက်လိုက်နဲ့တရားပုံစံဖန်တီးရတာကိုကြက်ညစ်တလာခဲ့ပါတယ်ဒီအလုံးကလည်းသူ့ရဲ့ထူးဆန်းတဲ့စီရိုက်ကြောင့်ရှောင်ဖွယ်နေခဲ့ကြတာပါတယောက်တည်းအထီးကျန်နေတဲ့သူကယူးကြောင်ကြောင်ဖြစ်လာခဲ့ပြီးဒေါသလည်းအင်မတန်မှကြီးခဲ့ပါတယ်တနေ့တော့သူ့ကိုကလေးတယောက်ကလာဆဲပြီးရန်စားနေလို့ကလေးကိုတက်ပြီးတော့ဖန်ဟောတဲ့ကိုထည့်ထားလိုက်ပါတယ်ကလေးရဲ့မိဘတွေကအဲ့ဒါကိုတီးသွားတဲ့အချိန်မှာတော့မာနာဂီပေါ်အရန်ဒေါသထွက်သွားခဲ့ပြီးသူ့ကိုငါးဘက်နဲ့ခင်းနဲ့ထိုးတက်သွားခဲ့ပြီးတီးသွားအောင်ပြထားလိုက်ကြပါတယ်ဒါပေမဲ့သူကနေတော့ဘက်လောက်ထိတက်တက်ရှိနေခဲ့ပြီးတော့လူဆန်ကဒါကိုဘေးကဖြတ်သွားရင်းနဲ့ဒီထားမိခဲ့တာကြောင့်ပဲလူဆန်ရဲ့နောက်လိုက်နှဆိုးတစ်ကောင်ဖြစ်လာခဲ့ပါတော့တယ်နောက်တော့အပမွန်ဖိုက်ရလို့ဖြစ်လာခဲ့ပြီးအဲရနေမှစပြီးလူသားတွေကိုအထူးသဖြင့်ကလေးတွေကိုအသုံးပြုပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုစိတ်ကြိုက်ပြင်ဆင်တာတွေနဲ့သူ့ရဲ့အမှုပညာတွေကိုဖန်တီးတာတွေကိုလုပ်ခဲ့ပါတော့တယ်နောက်ထပ်နှဆိုးတစ်ကောင်ကတော့အပမွန်ဖို့ဖြစ်တဲ့ခန္ဓာကိုယ်အကြောင်းပဲဖြစ်ပါတယ်သူကနှဆိုးမဖြစ်ခင်လူသားပေါ်မှာသူကအမြဲတမ်းကြောက်ရွံ့မှုတွေနဲ့နံပါတ်လုံးနေခဲ့ရတာပါဘာလို့ဆိုရင်လူတွေကသူမလုပ်ခဲ့တဲ့ပြစ်မှုတွေနဲ့သူ့ကိုဆွဆွဲခဲ့တာကြောင့်မှသူကအဖြစ်ကင်းနေရင်တော့မှကဘာကြီးကသူ့ပေါ်မတရားဘူးဆိုပြီးထင်နေခဲ့တဲ့လူလည်းဖြစ်ပါတယ်သူကငယ်လေးကလေးကငြိမ်းချမ်းမှုတွေနဲ့ပြည့်နေနေခဲ့တဲ့လူတစ်ယောက်ဖြစ်ပြီးသူလုပ်ခဲ့တဲ့ကြောက်စရာကောင်းတဲ့အရာတွေအတွက်အမြဲတမ်းစီစဉ်နေပြီးနေခဲ့တာပါသူ့မှာမတူညီတဲ့စိတ်ခံစားမှုမျိုးမျိုးတွေရှိပြီးအဲဒီစိတ်တွေကပဲပြစ်မှုတွေအများကြီးကိုကျွလွန်နေရှိပါတယ်သူကပစ္စည်းတွေကိုခိုးပြီးလူတွေအများကြီးကိုလည်းတက်ခဲ့တာတော့မှဒါကသူ့ကိုယ်သူအပြစ်ကင်းတယ်လို့ထင်ပြီးသူ့လက်တွေကသူ့ဘာသာလုပ်ခဲ့တာလို့အမြဲပြစ်တင်ပြောဆိုနေခဲ့တာပါနောက်တော့သူလုပ်ခဲ့တဲ့ပြစ်မှုတွေအတွက်လူတွေကသူ့လက်နှစ်ဖက်ကိုဖျက်ပြီးသူ့ကိုလည်းတေးတိုင်းပေးလိုက်ပါတယ်သူတေးတိုင်းမပေးခံရခင်တရက်လုံးမှာပဲလူဆန်ကသူ့ကိုတည်သွားခဲ့ပြီးသူ့ရဲ့အမျိုးမျိုးသောစိတ်ခံစားချက်တွေကနှဆိုးဖြစ်လာဖို့အလားအလာရှိရဆိုပြီးတော့သူ့ကိုနှဆိုးအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်သူနှဆိုးဖြစ်လာတဲ့အခါမှာတော့သူ့ရဲ့စိတ်ခံစားချက်တွေကနေ personality တွေကွဲထွက်ပြီးတော့ဒေါသကြောက်တရားပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုဆိုတဲ့ကိုယ်ပွားတွေထွက်ရှိလာခဲ့ပြီးအဲဒီကောင်တွေကဘယ်လောက်ထိချမ်းလဲဆိုတာကိုကျွန်တော်တို့ season 3မှာတွေ့မြင်ခဲ့ပြီးပဲဖြစ်ပါတယ်။ဟန်နကူရဲ့ပုံစံကအားနဲ့သလိုဖြစ်နေပေမဲ့လည်းသူ့အောက်ကရော့ကိုနဲ့ဂရူတာရိုတို့ထက်ကိုပို့ပြီးတော့ကြမ်းပါတယ်။သူကရုပ်ပိုင်းဆိုင်ရာတမာတာမျိုးမဟုတ်ပဲသူ့ရဲ့ခွဲပြားတဲ့စိတ်တွေကပဲဒီလိုတမာတဲ့လူမျိုးကိုဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်။ခုကစပြီး spoiler တွေပါတော့မှာမလို့ anime နဲ့ကြီးရဲ့လူတွေကလည်းမကြည့်ဘဲနဲ့ရက်လိုက်လို့ရပါပြီဗျ။နောက်တစ်ယောက်ကတော့ကျွန်တော်အထက်ဆုံး character ဖြစ်တဲ့အပါမွန်တွေအကာစာပဲဖြစ်ပါတယ်။သူ့ရဲ့လူသားဘဝတုန်းကနာမည်ကတော့လိုက်ကူကြီးပဲဖြစ်ပါတယ်။သူ့မှာနာမကျန်းဖြစ်နေတဲ့အဖေတယောက်လည်းရှိပြီးသူတို့ကအရန်ဟိုမှာစီရင်လွန်းတာကြောင့်အကူကြီးကသူ့ဘေအတွက်မျိုးရဲကနေဆေးတွေခိုးလေးရှိပါတယ်။ရုံနဲ့သူလည်းခဏခဏအဖမ်းခံရပြီးတော့
သူဆက်ပြီးမခိုးဖို့နဲ့သူ့ရဲ့ပြစ်မှုတွေကိုနော်နာရအောင်သူ့လက်မှာတစ်ခါကိုယ်တိုင်တတူးတစ်ခုထိုးပေးလိုက်ကြတာပဲဖြစ်ပါတယ်နောက်တစ်ခါဆိုရင်သူ့လက်တွေကိုဖျက်ပေးမယ်လို့လည်းအမိန့်ချထားပါတယ်သူနောက်ထပ်အဖမ်းခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုကြားလိုက်တဲ့အခါမှာတော့သူ့ဖေကသူ့ကိုယ်သူတက်သိသွားခဲ့ပြီးသူ့သားကိုလက်ချံတစ်ဘဝလုံးမှာရိုးရိုးသားသားပဲနေတော့ဖို့ခါးဆောင်ချန်သွားခဲ့ပါတယ်သူ့လက်မှာလည်းပြစ်မှုတတူးတွေရှိနေခဲ့ပြီးပြန်စရာအိမ်လည်းမရှိတော့တာကြောင့်အိုက်ကိုကြီးကသူ့မျိုးကနေနေတော့ခံရပါတယ်ဒီနေ့မှာသူစိတ်လွတ်ပြီးအဲ့ဒီရောက်ကလူ9ယောက်လောက်ကိုတက်ခန့်နေဖြစ်နေစဲမှာပဲခဲဆိုဆိုရဲ့လူကရောက်ရှိလာခဲ့ပြီးသူ့ရဲ့ကိုယ်ပိုင်လူကြီးကိုလာဖို့ဖိတ်ခေါ်ခဲ့ပါတယ်အိုက်ကိုကြီးကလည်းလာပြီးရန်စားတယ်ထင်ပြီးသူ့ကိုတိုက်ခိုက်ဖို့ဆင်ခေါ်လိုက်ပါတော့တယ်။လုံနဲ့သူတို့နှစ်ယောက်ကတိုက်ခိုက်ခဲ့ကြပြီးဟက်ကူဂျီကပဲအလွယ်လေးရှုံးမိသွားခဲ့ပါတယ်။လုံနဲ့ပဲခဲဆိုကသူ့ကိုအလားလာရှိရဆိုပြီးသူပိုင်နဲ့ဒိုဂျီစီကိုခေါ်သွားခဲ့ပါတယ်။ဒိုဂျီဆိုတာက material အပ်တမျိုးကိုခေါ်တာပါ။အဲဆိုမှနာမကျန်းဖြစ်နေတဲ့ခိုဂျူဘီဆိုတဲ့သမီးတစ်ယောက်လည်းရှိပြီးသူ့အမေကသူ့ကိုဆောက်ရှောက်ရတာပင်ပန်းတဲ့အတွက်ကြောင့်သူ့ကိုသူတက်သိသွားခဲ့တာပါ။ဟက်ကူဂျီကလည်းသူ့ဘဝတိပြန်စားဖို့အတွက်ခဲဆိုစီမှာတပည့်ဖြစ်ခဲ့ယူနေနဲ့ပဲပညာသင်ကြားခဲ့ပါတယ်။ဒီလိုနဲ့နှစ်နှစ်ကြာတဲ့ခါမှာတော့ခဲဆိုကသူ့ရဲ့ဒိုဂျိုကျောင်းကိုဟက်ကူဂျီကိုပေးလိုက်ပြီးသူသမီးကိုပါလက်ထပ်ဖို့အတွက်ပြောလိုက်ပါတယ်။အကူကြီးကလည်းနည်းနည်းအံ့ဩသွားပေမဲ့လည်းသူတို့အချင်းချင်းကမြေတားမျှနေတာကြောင့်လက်ထပ်လိုက်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်လုံးကိုမသိခင်အထိထောက်ကွယ်သွားမယ်လို့လည်းဆိုပြလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ကံကြမ္မာဆိုးတွေကတော့ပြီးဆုံးသေးပါဘူး။တတိမှာဟိုက်ကိုကြီးကသူ့ဖေရဲ့အုပ်ကူကနေအပြန်မှာပဲလူချိုးကကျောင်းသားတယောက်ကရောက်ရှိလာခဲ့ပြီးပြန်ဖက်ကျောင်းကလူတွေကအစိတ်ကထားရည်ကိုတောက်မိလို့ခိုင်စုံနဲ့ခွေယူပြီးနှစ်ယောက်လုံးကဆုံးသွားပြီလို့လာပြောလိုက်ပါတယ်။အကူကြီးကအရန်ကုန်မှာဒေါသထွက်သွားခဲ့ပြီးပြန်ဖက်ဒိုဂျိုကျောင်းကိုသွားကလူတစ်ယောက်ထဲနဲ့ကျောင်းသား68ယောက်လုံးကိုလက်ပလာနဲ့နေတက်ပစ်လိုက်ပါတယ်။လုံနဲ့ဝမ်းနေပြီးဒေါ်လာထွက်နေတဲ့ဟာကူဂျီကိုညူဆန်ကတွေ့ရခဲ့ပြီးသူ့ကိုပိုတန်မာတဲ့စွမ်းအားတွေနဲ့မတင်မျိုးနဲ့ဆိုးတကောင်ဖြစ်လာဖို့ခံလိုက်ခဲ့ပါတယ်။ချီရတဲ့သူတွေကိုဆုံးရှုံးပြီးတင်းရှိစာမရှိတော့တဲ့ဟာကူဂျီကနှဆိုးပြင်းနေတိုင်းမို့အတွက်တဘောတူညီလိုက်ပါတယ်။နှဆိုးဖြစ်လာတဲ့အခါမှာတော့လူဘောကအเจ้าတွေကိုအကုန်မေးလိုက်ပြီးအပေါမွန်ထရီအာကာစာရေလို့ဖြစ်လာခဲ့တာပါ။နောက်ထပ်နှဆိုးကတော့အပေါမွန်တူဖြစ်တဲ့ဒိုမာကြောင့်ပဲဖြစ်ပါတယ်။ဒိုမာကတော့တတက်ရောင်မျက်လုံးတွေနဲ့မွေးခွက်လာခဲ့ပြီးအဲ့ဒါကြောင့်ပဲဘာသာရေးအစွန်းရောက်တွေကသူ့ကိုဖျားတခင်ဝင်စားရဲဆိုပြီးယုံကြည်ပြီးကိုးကွယ်ခဲ့ကြပါတယ်။သူငယ်လေးတွေကသူ့မိကအဖောက်ပြန်တဲ့အတုပေကိုတက်ခဲ့ပြီးသူ့မိကိုယ်တိုင်ကလည်းအစိတ်တောက်ကထိသွားခဲ့ပါတယ်။ဒီဖြစ်ပျက်ကိုကိုယ်တိုင်မြင်လိုက်ရပြီးရဲ့နောက်မှာတော့ဒိုမာကပျော်ရွှင်ခြင်းဝမ်းနည်းခြင်းအကြောက်တရားစတဲ့စိတ်ခံစားချက်တွေကိုလည်းမခံစားနိုင်တော့ပါဘူး။သူကလူသားတွေရဲ့ဘဝကအထိပ္ပယ်မရှိရေးမပါရဲ့လို့မြင်ခဲ့ပြီးသူအသက်20မူဆန်နဲ့တွေ့ပြီးအခါမှာနှဆိုးပြီးပြောင်းသွားခဲ့ပါတယ်။နောက်တော့သူကလူသားတွေကိုအပြင်းပြင်းတက်ဖြတ်နေခဲ့ပြီးအပမုံစိတ်ရလို့ဖြစ်လာခဲ့ပါတယ်။ဒီကနေ့ဖြစ်နေတဲ့ဒိုင်ကီနဲ့ကျူတာတို့နှစ်ယောက်ကိုလည်းနှဆိုးအဖြစ်ရှင်းတဲ့ဖွေပေးလိုက်ပါသေးတယ်။သူကငကွန်းရဲ့ခေါင်းဆောင်ဖြစ်နေခဲ့ပြီးတနေ့မှအင်္ဂါထွက်ပြေးလာတဲ့အင်နုစုခဲရဲ့အမေဖြစ်တဲ့ခိုတိုဟာကိုကတ်တည်ပေးခဲ့ပါတယ်။ခိုတိုကလှပပြီးတချင်းဆိုလဲခေါင်းလာကြောင်းလို့ဒိုမာကသူ့ကိုမတက်ပဲသူ့နားမှာပဲထားဖို့ဆိုပြလိုက်ပါတယ်။ဒါပေမဲ့တနေ့မှတော့ဒိုမာကချားစုတွေကိုတက်ပြတ်စားတောင်းနေတာကိုခိုတိုဟာကမြင်သွားခဲ့ပြီးအင်နုစုခဲကိုခေါ်ပြီးအဲ့ဒီကနေအမြင်ဆုံးထွက်ပြေးခဲ့ပါတော့တယ်။နောက်တော့ဘလုံးမပြေးမလွတ်တာကိုတော့ပေါက်သွားခဲ့တာကြောင့်နှုတ်စုခဲကိုရေထဲကိုပြေးချလိုက်ပြီးသူမကတော့ဒိုမာတက်တာကိုခံခဲ့ရပါတယ်။သူကတော့လူသားတွေကိုစားလုပ်နေရတာကသူတို့တိမ်မျိုးဘဝကိုစာနာတဲ့အတွက်လူနာထားပေးတာလို့သတ်ခံထားခဲ့ပါတယ်။ဒီလိုနဲ့သူ့ရဲ့ပြင်းပြတဲ့ဆာလောင်မှုတွေကြောင့်အခါစားကိုကြော်ပြီးအပမွန်တူးရလို့ဖြစ်လာခဲ့တာပါ။နောက်ဆုံးတစ်ယောက်ကတော့နူဇန်ပြီးရင်အကျန်းဆုံးဖြစ်တဲ့အပမွန်ဝမ်ကိုရိုရှိဖို့အကြောင်းပဲဖြစ်ပါတယ်။သူ့ရဲ့အသိစိတ်ကြောင်းကတော့အခြားနဲ့ဆိုရီလုံးမဟုတ်ပဲနည်းနည်းထူးခြားပါတယ်။သူ့ရဲ့လူသားဘဝကနာမည်ကတော့မီဂျီကာစုဆူနီကီနီဖြစ်ပြီးသူကနတ်ဆိုးမပြောင်းခင်ကနတ်ဆိုးနေနေလို့ဖွဲ့စည်းမှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ပြီးတော့ breathing style ကိုတည်ထွင်ခဲ့တဲ့ဒန်နာအီလာသားသမားဂျိုရီချီရဲ့အကိုလည်းဖြစ်ပါတယ်။သူတို့ကဆာမူရိုင်းမျိုးနယ်တွေဖြစ်တာကြောင့်မလို့သူတို့ကအမွှာရီဆိုပေမဲ့အကြီးဖြစ်တဲ့မီဂျီကာစုကိုပဲသူ့ဘေကအရရဆက်ခံမယ်ဆိုပြီးသူတို့ညကိုခွဲခြားဆက်ဆံလေးရှိပါတယ်။မီဂျီကာစုကိုတော့ဆာမူရိုင်းတို့တအပ်တဲ့ဓာတ်ရည်တွေကိုတင်ပေးခဲ့ပြီးဂျိုရီချီကတော့နေမကောင်းတဲ့သူ့မိန်သားမှာပဲကပ်ပြီးနေခဲ့ရပါတယ်။ဒါပေမဲ့တနေ့မှာကတော့ဂျိုရီချီကသူ့ကိုဓာတ်ရည်လေးချနေတာကိုချောင်းကြည့်ရင်သူလည်းဓာတ်ရည်လေးချနေလို့ပြောလာခဲ့ပါတယ်။လူနဲ့သူ့ဖေရဲ့လူတယောက်ကသူ့ကိုအခြေခံတိုက်ခွက်တွေလောက်ပဲတင်ပေးလိုက်ခဲ့ပေမဲ့ဂျိုရီချီကတော့ပါရမီလေးနဲ့မွေးဖွားလာတာကြောင့်ပဲအဲ့ဒီလူကိုတခဏတွင်းပဲအမောက်တိတ်နိုင်ခဲ့ပါတယ်။မီဂျီကာစုကတော့သူ့ညီကိုလှုပ်ပတ်ချက်ကိုပြောပြဖို့အတွက်တောင်းဆိုနေခဲ့ပေမဲ့သူ့ညီပြောတာတွေကိုနားလည်လောက်တဲ့အထိညံမမီခဲ့တာကြောင့်စိတ်ညစ်သွားခဲ့ရပါတယ်။အဲ့ဒီလေးကနေသူကသူ့ညီကိုမလာလို့ပြစ်နေခဲ့ပြီးတော့မိသားစုရဲ့စက္ကန့်လိုဆန်ရုံပိုင်းဖြစ်လာရမယ်ဆိုတဲ့အိမ်မက်တွေကလည်းညတိုင်းစိတ်ပူနေခဲ့ရပါတယ်။ဒီလိုနဲ့ညသညမှာသူခန်းကိုရိုးရီချီတယောက်ရောက်ရှိလာခဲ့ပြီးသူ့မိဆုံးသွားပြီဖြစ်တာကြောင့်မလို့သူအိမ်ကနေထွက်သွားတော့မယ်ဆိုပြီးသူ့ကိုလာပြီးနှုတ်ဆက်သွားခဲ့ပါတယ်။ဒီလိုနဲ့စနေလောက်ကြာတဲ့အခါမှာမီဇူချီကလည်းသူ့ညီကြောင့်ဘာသတင်းမှမကြားရတော့ပဲသူကလည်းဆာမူရိုင်းဖြစ်လာကမိမနဲ့ကလေးမြောက်ပါရနေပြီဖြစ်ပါတယ်။ယုံနဲ့တနေ့မှာတော့မီဂျီကာစုတို့စကန်ချတဲ့နေရာကိုနှဆိုးတစ်ကောင်လာပြီးတက်ခိုက်တာကြောင့်သူတယောက်တည်းပဲအသက်ရှင်ခဲ့ရတဲ့အချိန်မှာသူ့ညီဖြစ်တဲ့ယိုရီချီကပေါ်လာပြီးနတ်ဆိုးကိုတက်ကသူ့ကိုကယ်တင်ပေးခဲ့ပါတယ်။သူ့ညီရဲ့တာမန်မှုနဲ့အရေးချင်းတွေကိုမြင်လဲရတဲ့ခါမှာတော့မီချီကာစုကအရှင်လို့သူ့ရဲ့မနာလိုစိတ်တွေကပြန်ပြီးပေါ်ပေါက်လာခဲ့ပါတယ်။
အဲ့ဒါကြောင့်ပဲသူ့ရဲ့မိသားစုကိုထားခဲ့ပြီးသူ့ညီနဲ့အတူလေ့ကျင့်ဖို့အတွက်နှဆိုးနှိမ့်နေသူဖြစ်လာခဲ့ပါတော့တယ်။ရိုးချီကအခြားနှဆိုးနှိမ့်နေသူတွေကိုလည်းအသက်ရှူနည်းစနစ်ကိုတုံးနည်းတွေကိုသင်မိခဲ့ပေမဲ့သူ့ရဲ့ Sun Breeding ဆိုင်ကိုတော့ဘယ်သူမှမတက်မြောက်ခဲ့ပါဘူး။နောက်တော့မီချီကာစုမှာလည်း Nemoslayer အမှတ်ပေါ်လာခဲ့ပြီးတော့ Sun Breeding ကနေခွဲထွက်လာတဲ့ Moon Breeding Style ကိုအသုံးပြုနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ညီရဲ့ Sun Breeding လောက်ဆမ်ထွက်တာကြောင့်တစ်ဘွားတစ်လျှောက်လုံးသူ့ညီရဲ့နောက်မှာပဲနေရတော့မယ်ဆိုပြီးလက်မခံနိုင်ဖြစ်နေခဲ့ပါတယ်။နောက်ပြီးသူ့မှာနှဆိုးမှတ်တာပေါ်လာခဲ့တာကြောင့်သူကအသက်ရှိရှိမနေရတော့ပဲသူ့မှာအချိန်နည်းနည်းပဲကျန်တော့တယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲဒါကြောင့်မူဆန်ကသူ့ကိုပို့ပြီးစွမ်းအားကြီးမားတဲ့မတိမျိုးဖြစ်လာဖို့ကမ်းလှမ်းလာခဲ့တဲ့အခါမှာတော့သူကနှဆိုးဖြစ်လာဖို့လက်ခံလိုက်ပြီးနှဆိုးတစ်ကောင်အဖြစ်ဖြည့်ဝပြောင်းလဲဖို့3ရက်တောင်မှကြာခဲ့ပါတယ်။အဲဒီမှာကတော့ခိုကိုရှီဘိုဆိုတဲ့နာမည်နဲ့ Breeding Style သုံးပြုနိုင်တဲ့ပထမဆုံးနှဆိုးတစ်ကောင်ဖြစ်လာခဲ့ပါတော့တယ်။ဒါကတော့အပမုံ6ကောင်ရဲ့တိတ်ဘွားဆက်ကြောင်းပဲဖြစ်ပါတယ်။နောက်ထပ် anime content တွေကိုတင်ဆက်ပေးတော့မှာမို့လို့ကြိုင်းနေတဲ့တဲ့ဆိုရင် channel လေးကို subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုလိုက်ပါတယ်ဗျ။